Bill Kegani ပြီးတော့ကျွန်တော်တို့ပြောခဲ့တယ်နောက်10နှစ်မှာလူသားဆရာဝန်တွေနေရာမှာ AI ဆရာဝန်တွေကဝင်ပြီးတော့အစားထိုးသွားနိုင်တယ်ဆိုပြီးတော့သူခန့်မှန်းပြောထားတာရှိတယ်အဲ့တော့မိတ်ဆွေအနေနဲ့ဘယ်လိုမြင်လဲ AI တွေကကျွန်တော်တို့ဆရာဝန်တွေနေရာမှာဝင်လာပြီးတော့ကျွန်တော်ရဲ့ယောဂတွေကိုကုသတာကိုခံနိုင်မလား AI တွေကိုကျွန်တော်တို့ယုံကြည်နိုင်ကြမလားပေါ့နော်အဲ့တော့လက်ရှိမှာလည်းတချို့တွေက ChatGPT ကိုအသုံးပြုပြီးတော့ကိုဖြစ်နေတဲ့ကျန်းမာရေးပြဿနာတွေပြည်လည်ဝါကြတာတွေလည်းအများကြီးတွေ့လာရပြီလာမယ့်10နှစ်မှာတော့ဒီ AI ကကျွန်တော်တို့ဆရာဝန်တွေနေရာကိုလုံးဝအစားထိုးနိုင်မလားဒီပုံထဲအတိုင်းဆိုရင်တော့ကျွန်တော်တို့ US မှာဒီ AI နဲ့ပတ်သက်တဲ့ algorithm တွေပေါ့နော်အဲ့ဒါအဲမှာမှ approve လုပ်ထားတဲ့ algorithm 1000မှာ85%လောက်ကဓာတ်မှန်နဲ့ဆိုင်တဲ့ဟာတွေပေါ့နော်ရိုးရင်ဘက်ကိုရိုက်တဲ့ဓာတ်မှန်တွေကအစတကူလုံးကိုရိုက်တဲ့ CT scan တွေ MRI တွေ DR တွေနဲ့ပတ်သက်ပြီးတော့လည်း AI ကိုအသုံးပြုထားတာတွေလည်းပါတော့ဗောနော်အဲ့တော့ဒီလို AI algorithm တွေအသုံးပြုထားတဲ့အထက်ကမှ85%လောက်ကဓာတ်မှန်အတွက်အသုံးပြုနေတယ်ဗောနော်ပြီးတော့လည်းဒီ US ကနေစပြီးတော့တည်ထွင်ထားတဲ့ surgical robot တွေဗောနော်ကျွန်တော်တို့လူနာတွေကိုခွဲစိတ်တဲ့အခါကျရင်ဒီလူသားဆရာဝန်တွေမကပဲနဲ့ robot ကပါခွဲစိတ်ပေးတာမျိုးကိုအဲ့ဒီစနစ်ကို US မှာလည်းလုပ်နေတာကြာပြီ။ဘာအနှံ့မှာဆိုရင်ဒါ6900လောက်ရှိတယ်ဒီ robot အရေးအတွက်ပေါ့နော်။ US ကတော့အများဆုံးပဲ။နံပါတ်1အနေနဲ့ဒီဓာတ်မှန်ဘိုင်းတို့ယောဂရှာဖွေတဲ့အပိုင်းတွေမှာပေါ့နော်။လောလောဆယ်မှာ AI ကဘာတွေလုပ်ပေးနိုင်နေလဲဆိုရင်ကျွန်တော်တို့ကဓာတ်ပုံပြလိုက်တာနဲ့အဲ့ဒီဓာတ်ပုံထဲမှာရှိတဲ့ခန္ဓာကိုယ်ထဲမှာဘယ်ဟာကကောင်းတာလဲဘယ်ဟာဆိုးတာလဲဘယ်ဟာကကင်ဆာအကျိတ်လိုမျိုးဖြစ်နေနိုင်လဲဆိုတာကို AI ကအရင်ဆုံးထောက်ပြပေးတယ်။ USA မှာဆိုရင်သူကဘယ်လောက်ထိအောင်တင်စားလဲဆိုတော့ဒီ AI နဲ့အသုံးပြုထားတဲ့ set တွေကဓာတ်မှန်ဆရာဝန်ရဲ့ဒုတိယမျက်လုံးတစ်စုံလို့တောင်ပြောတယ်ပေါ့နော် UK နိုင်ငံမှာဆိုရင်လည်းဒီ NHS ကနေပြီးတော့ AI ကိုအသုံးပြုနေတဲ့အတွက်ကြောင့်မလို့ဓာတ်မှန်ဆရာဝန်တွေလုပ်တဲ့အလုပ်ရဲ့44%လောက်ကိုလုပ်ပေးနိုင်တယ်တိကျမှုကလည်းတူတူပဲလို့ပြောတယ်ပေါ့နော်ပြီးရင်တရုတ်နိုင်ငံမှာဆိုရင်လည်းကျွန်တော်တို့ဒီ AI ကိုဓာတ်မှန်ဆရာဝန်တွေနဲ့တွဲပြီးတော့အသုံးပြုနေတယ်ပေါ့နော်တရုတ်နိုင်ငံကဓာတ်မှန်ဆရာဝန်အရေးအတွက်တော်တော်နည်းတယ် US မှာဆိုရင်တော့မှဒါလူဦးရေ9000မှာဆိုရင်ဓာတ်မှန်ဆရာဝန်တယောက်ရှိပြီးတော့တရုတ်နိုင်ငံမှာဆိုရင်လူဦးရေ9000မှာဓာတ်မှန်ဆရာဝန်တယောက်ပဲရှိတယ်ဒီနိုင်ငံကြီးတွေပေါ့နော် USA UK China ဒီနိုင်ငံကြီးတွေမှာကျွန်တော် AI ကိုအထူးသဖြင့်ဓာတ်မှန်ဌာနတွေမှာပေါင်းဆက်ပြီးတော့အသုံးချနေတာဒါလက်တွေ့အခြေအနေပေါ့နော်ဒီနေရာမှာဒေါက်တာကာတစ်ဆိုတဲ့ဆရာဝန်ကြီးကပြောထားတာရှိတယ် AI ကဓာတ်မှန်ဆရာဝန်တွေကိုအစားထိုးပေးမှာတော့မဟုတ်ဘူးဒါပေမဲ့ AI ကိုအသုံးပြုတတ်တဲ့ဓာတ်မှန်ဆရာဝန်တွေကခင်နောက်ကျနေတဲ့ဓာတ်မှန်ဆရာဝန်တွေကိုအစားထိုးလိမ့်မယ်ဆိုပြီးတော့သူကပြောခဲ့တယ်အဲ့တော့ AI ကိုယ်တိုင်ကဓာတ်မှန်ဆရာဝန်တွေကိုအစားထိုးမှာမဟုတ်ဘူး AI ကိုအသုံးပြုတဲ့ဓာတ်မှန်ဆရာဝန်တွေကရိုးဘာမှမတုံးတဲ့ဓာတ်မှန်ဆရာဝန်တွေကိုအစားထိုးသွားလိမ့်မယ်ဆိုပြီးတော့ဒေါက်တာကာတစ်ကပြောခဲ့တယ်ဒါကဓာတ်မှန်နဲ့ပတ်သက်ပြီးတော့ AI ရဲ့လွှမ်းမိုးမှုကိုပြောပြတာပေါ့နော်နောက်တစ်ခုက surgery ခွဲစိတ်တာနဲ့ပတ်သက်ပြီးတော့လက်ရှိမှာ robot နဲ့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ယောဂတွေအကျိတ်တွေကိုခွဲစိတ်နေတာရှိတယ် robot နဲ့ခွဲစိတ်တာကအရင်တော့ကတည်းကတဖြည်းဖြည်းနဲ့စလုပ်လာတာဒါပေမဲ့ AI ကအခုခေတ်လိုမျိုးပို့ပြီးတော့ဒါအဆင့်မြင့်လာတဲ့အချိန်မှာ AI နဲ့ robot နဲ့ပေါင်းဆက်ပြီးတော့ခွဲစိတ်တဲ့နေရာမှာအသုံးပြုကြတယ် USA မှာဆိုရင်ဒီ Da Vinci system ဆိုပြီးတော့ရှိတယ်အဲ့ Da Vinci system ကဟိုအရင်ကတည်းကရှိခဲ့တယ်ဆိုပေမဲ့အခု AI နဲ့ပေါင်းဆက်လိုက်တဲ့အကြောင်းမလို့အများကြီးအထောက်အကူပြုသွားတယ်ပေါ့နော်အဲ့တော့တို့စီမှာဆိုရင်အမျိုးသားတွေမှာဖြစ်တဲ့ဒီစီးကျိတ်ကင်ဆာတွေစီးကျိတ်ကြီးတာတွေကိုခွဲထုတ်တဲ့နေရာမှာ robot ကိုအများဆုံးတုံးတယ်လို့တော့ပြောတယ်ပေါ့နော် UK မှာဆိုရင်လည်း surgical Vasian robot ဆိုတဲ့ဟာလေးကသူကလည်းပဲတော်တော်လေးကိုတတိယအတုံးချနိုင်တယ်ပုံကြစိတ်လည်းတက်တာတယ် robot အနေနဲ့လည်းခွဲစိတ်ဆရာဝန်တွေကိုအများကြီးအထောက်အကူပြုတယ်ပေါ့နော်ဒါတရုတ်မှာဆိုရင်လည်းပဲ intelligent surgery initiative ဆိုပြီးတော့စီမံကိန်းစနေတာရှိတယ်2025နဲ့2029အတွင်းမှာသူတို့စီမံကိန်းလုပ်ထားတာပေါ့နော်အဲ့ဒါမှခါကျတော့ဒီ AI ကိုအသုံးပြုပြီးတော့ခွဲစိတ်တဲ့အချိန်ကိုတိုးအောင်လုပ်ပေးနေတယ်ပေါ့နော်အဲ့တော့နောက်10နှစ်အတွင်းမှာခွဲစိတ်ဆရာဝန်တွေနေရာမှာ AI ကအစားထိုးနိုင်မှာလားဆိုရင်အဲ့လိုတော့မဟုတ်သေးပါဘူး robot တွေကခွဲစိတ်ဆရာဝန်တွေနဲ့ပေါင်းဆက်ပြီးတော့ခွဲစိတ်ဆရာဝန်တယောက်ရဲ့ဒုတိယလက်တွေလို့တော့ပြောလို့ရနေလောက်တဲ့အခြေအနေရောက်နေပြီပေါ့နော်ခွဲစိတ်ဆရာဝန်ကတာမန်လူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသေးစားခွဲစိတ်တဲ့နေရာတွေမှာဆိုရင်လက်တုံတာတွေဖြစ်တတ်တယ်ကျွန်တော်မမြင်ရတဲ့တုံခါမှုတွေရှိတယ်လူနာရဲ့ယောဂါကအနုစိတ်ခွဲစိတ်ရတဲ့အပိုင်းမှာဆိုရင်ဒီ robot တွေကိုအသုံးပြုခြင်းအပြင်ဒါစာချင်းကော robot ကောပူပေါင်းပြီးတော့လှုပ်ဆောင်နေမယ်ဆိုရင်ဒါလူနာအတွက်အများကြီးအထောက်အပံ့ဖြစ်လာပါဘောเนาะအဲ့ဒါကြောင့်မလို့ဒီနောက်ပိုင်းပြောကြတာကဒီ AI ပါတဲ့ robot တွေကခွဲစိတ်ဆရာဝန်တွေတော့
ဒုတိယမြောက်လက်တစုံလို့တော့ပြောကြတာပေါ့နော်နောက်တစ်ခုက primary care ပေါ့နော်ဒါကကြတော့ကျွန်တော်တို့နှာစီးချောင်းဆိုဖျားနာတာတွေဒီနာတာရှည်ယောဂတွေကိုရက်ွက်ထဲကဆေးခန်းမှာတွားပြလာနေတွားပြီးတော့ဆင်တယ်ဒီမှာခါကျတော့ကျွန်တော်တို့ primary care ကိုခါကျတော့ virtual consultation ဒါ online ကနေပြီးတော့ဆွေးနွေးတဲ့အပိုင်းတွေမှာ AI ကနေရာယူလာတာကိုပြောထားတာပေါ့နော်လက်ရှိအနေထားအရဆိုရင် US တို့ UK တို့ China တို့မှာဆိုရင်အရင်ဆုံးဆေးခန်းမတော့ခင်မှာ online ကနေပြီးတော့ဆေးခန်းအရင်ပြရတယ် register လုပ်ရတယ်အဲ့ဒီမှာ AI ကနေပြီးတော့ဒီလူနာရဲ့ယောဂလက္ခဏာတွေအသေးစိတ်ကိုတေချာလေးမေးတယ်ပြီးတော့ဒီလူနာရဲ့မှတ်တမ်းထဲမှာဒါနောက်ခံကျန်းမာရေးရာဇဝင်တွေကိုအကုန်လုံး AI ကဖတ်လိုက်တယ်ဖတ်လိုက်ပြီးတော့လက်ရှိဖြစ်နေတဲ့ပြဿနာနဲ့နောက်ခံအကြောင်းအရာတွေကိုအားလုံးဆက်ပြီးတော့ AI ကကောက်ချက်ချပေးတယ်ပေါ့နော်ဒီလူနာတစ်ယောက်ကဆရာဝန်ပြဖို့လိုတယ်ဆိုရင်သူကဆရာဝန်စီကိုအကြောင်းကြားပေးလိုက်တယ်ဆရာဝန်ပြဖို့မလိုဘူးဆိုရင်လည်းပဲသူကတာမန်လုပ်လို့ရတဲ့နည်းလမ်းတွေကိုပြောပြပေးလိုက်တယ်အဲ့လိုမှမဟုတ်ဒီလူနာကဆေးရုံကိုအမြန်တွားရတော့မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်ဆိုရင်တော့ဒါဆေးရုံကိုလှမ်းပြီးတော့အကြောင်းကြားလိုက်တယ်ဒီလိုမျိုးနည်းလမ်းနဲ့ AI ကကူညီပေးနေတယ်ပေါ့နော် USA မှာဆိုရင်လည်း telehealth platform တွေက AI ကိုအသုံးပြုလာကြပြီ UK မှာဆိုရင်လည်းပဲဒီ NHS ကိုယ်တိုင်က Babylon ကျန်းမာရေး platform တစ်ခုနဲ့ပေါင်းပြီးတော့ GPN ဟန်ဝန်ဆောင်မှုတွေလုပ်တယ်ဖုန်းထဲကနေပဲအလွယ်တကူကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေပြောလို့ရတယ်အဲ့ဒါတွေကို AI ကနေပြီးတော့ analyze လုပ်ပေးတယ်ခွဲခြမ်းစိတ်ပြလိုက်တယ်အဲ့တော့ဆရာဝန်နဲ့ပြဖို့လိုလားမလိုလားဒါကိုခွဲခြမ်းလိုက်တယ်ဒါမှမဟုတ်လည်းဆေးရုံကိုချက်ချင်းတော့ပြဖို့လိုလားမလိုလားအဲ့ဒါကို AI ကဆုံးဖြတ်ပေးတယ်ပေါ့နော်တရုတ်မှာဆိုရင်လည်းပဲ PIN ဆိုတဲ့ဆရာဝန်ကျန်းမာရေး platform တစ်ခုကနေပြီးတော့လူတွေကိုကျန်းမာရေးဝန်ဆောင်မှုပေးနေတာပေါ့နော်အဲ့တော့အမှဆိုရင်လည်းပဲဒါလူပေါင်း383တန်းလောက်ကိုတွားပြီးတော့ကျန်းမာရေးဆွေးနွေးတာတွေလုပ်ပေးတယ် AI ကလုပ်ပေးတာเนาะအဲ့တော့ AI ကိုဒီလောက်ထိတောင်တုံးလာကြပြီပေါ့နော်နောက်ပိုင်းကျတော့ AI ကဒီကျွန်တော်တို့ online ကနေပြီးတော့ကျန်းမာရေးဆွေးနွေးတာကတိတိကျကျလုပ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့အထူးသဖြင့်ဆရာဝန်နဲတဲ့နေရာတွေမှာဆိုရင် AI ကအများကြီးအထောက်အကူပြုပေးတယ်လို့ပြောကြတယ်ဒီနေရာမှာကျွန်တော်ဝင်ပြောချင်တာကတချို့က ChatGPT ကိုမေးလိုက်ရင်လည်းရတာပဲဆိုတော့ဒီအခုကျွန်တော်ပြောတဲ့ AI ဆိုတာက ChatGPT ကိုမှတဆင့်ထပ်မြင့်ထားတာလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လည်းသူတို့ရဲ့ဒီကျန်းမာရေးနဲ့ဆိုင်တဲ့ကိုယ်ပိုင် AI တီးတန်းကိုဖန်တီးပြီးတော့လုပ်ထားတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲ့တော့ ChatGPT ထက်တော့ level မြင့်တာတေချာတယ်ဒီနေရာမှာလည်းကျွန်တော်တို့နောက်10နှစ်မှာ AI တွေကရက်ွက်စီခန်းနေနေရာမှာအစားထိုးလာမလားဆိုရင်အဲ့လောက်ထိလည်းမယိုရှင်းနေဘူး AI တွေကကျွန်တော်လူသားဆရာဝန်တွေနဲ့ပေါင်းဆက်ပြီးတော့အလုပ်လုပ်ချင်အဖြစ်လူနာတွေအတွက်အများကြီးအထောက်အကူပြုလာစေမယ်ပေါ့နော်နောက်တစ်ခုကတော့ mental health ပေါ့နော်စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့အပိုင်းတွေမှာနော်စိတ်ကျန်းမာရေးဆရာဝန်တွေလက်ရှိမှာကတော့တချို့စိတ်ကျန်းမာရေးကုထုံးတွေကို AI ကနေပြီးတော့ပေးစွမ်းနိုင်နေပြီပေါ့နော်ဒီ US မှာဆိုရင်လည်းတချို့ application တွေကဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကူညီပေးနေတာရှိတယ် UK မှာဆိုရင်လည်းပဲအပြော့စားနဲ့အလေအလတ်စားဒီစိတ်လှုပ်ရှားတဲ့ယောဂတချို့ကိုကူညီပေးနိုင်တာရှိတယ်ဒါတရုတ်မှာဆိုရင်လည်းပဲသူက emotional companion လုပ်ပေးတယ်အဖော်လုပ်ပေးတယ်ဆိုတော့ bot လေးတွေတောင်လုပ်လာတယ်ပေါ့နော်တချို့တွေကတော့စဉ်းစားကြည့်ကြအောင်ပေါ့နော်တော့စိတ်ကြမ်းမိုင်းနဲ့ပတ်သက်ပြီးဆိုရင် AI ကစိတ်ခံစားမှုမှမရှိတာဘာများလုပ်ပေးနိုင်မှာမို့လို့လဲပေါ့နော်ကျွန်တော်ကိုယ်တိုင်ပါဝင်လဲအဲ့လိုစဉ်းစားတယ်ဒါပေမဲ့ AI မှာထည့်ထားတဲ့အချက်လက်တွေအရကျွန်တော်တို့စိတ်ကြမ်းမိုင်းနဲ့ပတ်သက်ပြီးတော့လဲသူကကျွန်တော်တို့ကူညီနိုင်စွမ်းရှိတယ်စိတ်ကျန်းမာရေးဆရာဝန်ကိုအစားထိုးတာမဟုတ်ဘဲနဲ့ဒီစိတ်ကျန်းမာရေးပြဿနာတချို့ကို AI ကကူညီပေးနိုင်တာပေါ့နော်အခုခေတ် AI တွေကဒီလောက်ထိတောင်စွမ်းလာပြီပေါ့နော်အဲ့ဒါကြောင့်မလို့ AI က enhance လုပ်တယ်ဆိုလိုတာကလူသားဆရာဝန်တွေရဲ့အစွမ်းအစကိုပိုပြီးကောင်းလာအောင်လုပ်ပေးနေတာသူကလူသားဆရာဝန်တွေကိုအစားထိုးပေးနေတာမဟုတ်ဘူးเนาะဒါလေးတွေကိုတေချာနားလည်ထားဖို့လိုတယ်ကျွန်တော်ကဆရာဝန်အစားထိုးနေနဲ့ AI ကိုအသုံးပြုရမှာမဟုတ်ဘဲနဲ့ဒီဆရာဝန်နဲ့ AI နဲ့ပေါင်းဆက်ပြီးတော့အသုံးပြုခြင်းအပြင်ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုပို့ပြီးတော့တိုးတက်စေနိုင်တယ်ဆိုတာသိထားဖို့လိုတယ်ပေါ့နော် AI ကလက်တလုံးမှာတော့ကျွန်တော်တို့ဓာတ်မှန်တွေကြည့်နိုင်တယ်ဒါပုံတွေကြည့်နိုင်တယ်ပေါ့နော်ဥမာအရေပြားနဲ့ဆိုင်တဲ့ယောဂတွေဆိုရင်လည်းပုံတွေကြည့်ပြီးတော့သူကခက်မှန်ပေးနိုင်တယ်ပေါ့နော်ဆရာဝန်တွေအတွက်ဆိုရင်လည်းလူနာမှတ်တမ်းတွေမှတ်ရတာကိုလည်းအချိန်ကုန်တက်တာစေတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ဆေးရုံမှာဆိုရင်ဒါနေ့တစ်ပိုင်းလောက်ကလူနာတွေရဲ့မှတ်တမ်းကိစ္စနဲ့ပဲဆရာဝန်တွေကအလုပ်ရှုပ်နေတာအကယ်၍ AI ကအများကြီးအထောက်အကူပြုနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒါနေ့စဉ်ကျွန်တော်တို့ရဲ့အလုပ်ချိန်တွေကိုအများကြီးတက်တာစီတနည်းအားဖြင့်စာရေးတာပေါ်မှာအာယုံအရန်စိုက်စရာမလိုတော့ဘဲနဲ့ဒါလူနာတွေပေါ်ပဲပို့ပြီးတော့အာယုံစိုက်လာနိုင်တယ်လို့ပြောရမှာပေါ့နော်ပြီးရင် AI ကနေပြီးတော့ကျွန်တော်တို့အရေးကြီးတဲ့ကျန်းမာရေးပြဿနာလားအရေးမကြီးတာလားသူကစစ်ဆေးပြီးတော့ကျွန်တော်တို့ပြောပေးလာနိုင်တယ်အကြံပေးလာနိုင်တယ်ပြီးရင် AI ပါဝင်တဲ့ robot တွေကခွဲစိတ်တဲ့နေရာမှာကူညီပေးလာနိုင်တယ်လူနာတွေရဲ့အချက်လက်တွေကိုလည်းသူကပို့ပြီးတော့ကြည့်လာနိုင်တယ်ကမ္ဘာနဲ့မှာလည်းဒီ AI ကိုအခြေခံတဲ့နည်းပညာတွေကိုတော်တော်လေးအသုံးပြုလာနိုင်ပါတော့ဒါက AI လုံနိုင်တဲ့အရာတွေဒါပေမဲ့ AI မလုံနိုင်တဲ့အရာတွေလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့
လူသားတယောက်အနေနဲ့အစစ်အမှန်ခံစားချက်တွေစာနာမှုတွေကိုချင်းစာမှုတွေက AI မှာတော့မရှိနိုင်သေးဘူးပြီးရင်တချို့အခြေအနေမှာဆိုရင်ကျွန်တော်တို့လူနာကူရတဲ့အခါကျရင်အမှားအမှန်မကွဲတဲ့အားတွေရှိတယ်ပေါ့နော်ဥပမာလူနာတယောက်ယောဂကုတယ်ဆိုရင်ကောင်းကျိုးကတော့ဒီကုတနည်းနှစ်ခုလုံးမှာရှိတယ်ဒါပေမဲ့ဘယ်ဟာပိုကောင်းလဲဆိုတာကိုမှမူတည်ပြီးတော့ကျွန်တော်တို့ဆရာဝန်တွေဖက်ကနေပြီးတော့ဆုံးဖြတ်ချက်ချရတာရှိတယ်ဒါမှမဟုတ်စိုးတာနှစ်ခုကိုပဲရွေးရမှာပေါ့နော်ဘယ်ဟာကစိုးတာနည်းနည်းလေးတက်တာမလဲဆိုတဲ့အပိုင်းကကြတော့ဒီလိုမျိုးရွေးရတဲ့ဟာတွေရှိတယ်အဲ့တော့အဲ့ဒါတွေကကြတော့ AI ကမလုပ်ပေးနိုင်ဘူးเนาะအဲ့တော့ဒီနေရာတွေမှာဆိုရင် AI စုပ်ဖြတ်နိုင်စွမ်းမရှိဘူးเนาะတခါလေကြာရင်လည်းစေကူတာနေရင်လည်းရုပ်တရက်ပေါ်လာတဲ့အခြေအနေကလူသားဆရာဝန်တွေကတုတ်ပြန်ရတာရှိတယ်ကုတပေးရတာရှိတယ်ဒါပေမဲ့ AI ကသူ့ကို train ထားတဲ့ data အရာပဲလုပ်ပေးတာဖြစ်တဲ့ကြောင့်မလို့သူ့အနေနဲ့ပြန်ပြီးတော့တုတ်ပြန်နိုင်စွမ်းတော့ရှိမှာမဟုတ်ဘူး holistic patient factor ဆိုတာက AI မှာပေးထားတဲ့အချက်လက်တွေအပြင်လူနာတယောက်ရဲ့နောက်ခံတွေစီးပွားရေးတွေလူမှုရေးတွေကျန်းမာရေးတွေပြီးရင်သူ့ရဲ့မျက်နှာမှာပြောင်းလဲသွားတဲ့ facial expression တွေဒါတွေပေါ်မှာမူတည်ပြီးတော့လူနာတယောက်ကိုစေကူရတာပေါ့နော်အဲ့တော့ AI ကအဲ့လောက်ထိမစွမ်းနိုင်သေးဘူးပြီးရင်ဒါလူနာနဲ့လည်းဒီစေကူတာမှုပေါ်အခြေခံပြီးတော့ယုံကြည်မှုအပြန်အလှန်တိစောက်ရတဲ့အပိုင်းကိုလည်း AI ကမလုပ်ပေးနိုင်သေးဘူး။ကဲ၍ AI ကနေပြီးတော့ပြဿနာတစ်ခုခုတက်သွားတယ်မှားသွားပြီဆိုရင်လည်းဘယ်သူကတာဝန်ယူမှာလဲဆိုတဲ့အပိုင်းကလည်းရှိသေးတယ်ပေါ့နော်။ AI ထုတ်လုပ်တဲ့ကုမ္ပဏီကတာဝန်ယူမှာလား AI ကိုခိုင်းတဲ့စေးရုံကတာဝန်ယူမှာလားဒါမှမဟုတ်လေ AI ကိုမေးလိုက်တဲ့လူနာကပဲတာဝန်ယူရမှာလားဒါတွေကဘယ်သူမှမပြောနိုင်သေးဘူးပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီ artificial intelligence AI ကနေပြီးတော့ဆရာဝန်တွေကိုအစားထိုးမှာတော့မဟုတ်ဘူးဒါပေမဲ့ AI အသုံးပြုတဲ့ဆရာဝန်တွေကတော့လူသားပို့ဆန်လာလိုက်မယ်ဆိုလိုတာကကျွန်တော်တို့ဆရာဝန်တွေအနေနဲ့ဆေးရုံသွားတယ်ဆေးခန်းသွားပြီဆိုရင်ဆရာဝန်တွေကလူနာကိုမကြည့်အောင်ဘောပင်နဲ့လက်နဲ့ပဲထိုင်ပြီးတော့ရေးနေရတယ်တခွန်းမေးတခွန်းဖြေလုပ်နေရတယ်တချို့ဆရာဝန်တွေဆိုမေးတော့မမေးတော့အဲ့တော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ AI ကနေပြီးတော့ဒီလိုအပ်တဲ့အချက်လက်တွေကိုလူနာကိုကြိုပြီးတော့မေးထားတယ်ဆရာဝန်ကလူနာတွေရောက်တဲ့အခါကျရင်လူနာနဲ့အချိန်ကြာပို့ပြီးတော့စကားပြောလိုက်နိုင်တယ်လူနာရဲ့လိုအပ်ချက်တွေကိုဆရာဝန်ကပို့ပြီးတော့နားထောင်ပေးနိုင်လာတယ်ပေါ့နော်အချိန်တွေအများကြီးပို့ထွက်လာတယ်ပေါ့နော်ဒါကြောင့်မလို့ AI ကဆရာဝန်တွေကိုအစားထိုးပြီးမှမဟုတ်သေးဘူးအဲ့တော့နောက်10နှစ်20ကြာရင်ရောဘယ်လိုဖြစ်လာမလဲဆိုတာကိုခံမှန်းကြည့်မယ်ဆိုရင်2025နဲ့2030ကြားမှာဆိုရင်တော့ဒီ AI ကကျွန်တော်တို့လူနာမှတ်တမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်အများကြီးကူညီပေးလာတော့မယ်ပေါ့နော် AI ကကြိုပြီးတော့အချက်လက်တွေမှတ်သားထားပေးနိုင်တယ်ပေါ့နော်2030နဲ့2035ကြားမှာဆိုရင်ဆရာဝန်တွေနဲ့ AI ကဒီထက်ပိုပြီးတော့ကြကြပြပြအသုံးပြုလာနိုင်တော့ပေါ့နော် AI ကလည်းပဲပိုပြီးတော့အဆင့်မြင့်လာတဲ့အရာဒါအထူးကု level လောက်အထိတောင် AI ကတိလာနေပြီပေါ့နော်2035နောက်ပိုင်းမှာကြတော့ဒီဆရာဝန်တွေအတွက် rule တက်ထွက်လာလိမ့်မယ်ပေါ့နော်အခုကတော့မရှိသေးဘူးအဲ့တော့ AI ကျွမ်းကျင်တဲ့ဆရာဝန်ဒါမှမဟုတ်လည်း AI supervisor ဆိုပြီးတော့ဆရာဝန် role တွေကတက်ထပ်ပြီးတော့ပြောင်းလဲလာတော့ဗောနော်အထူးကုအတစ်ထပ်ပြီးတော့ပေါ်လာနိုင်တယ်လို့ဒါ AI ကနေပြီးတော့ခန့်မှန်းထားတာဗောနော်အဲ့တော့လက်ရှိအနေအထားမှာဆိုရင်တော့ AI က limitation တွေအများကြီးရှိတယ်အကန့်အသတ်တွေအများကြီးရှိတယ်သူ့ရဲ့ AI က100%လူနာတယောက်ကိုစေကုဘေးနိုင်စွမ်းတော့မရှိသေးပါဘူးသူ့ကို train ထားပြီးတဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့သူကမှားယွင်းတာတွေရှိသေးတယ်ပြီးရင်ယုံကြည်ရလားဆိုရင်ဆရာဝန်ဖက်ကနေပြီးတော့လိုက်ကြည့်နေရတာတွေရှိပါတယ် AI ကို train ထားတဲ့အချက်လက်တွေကဒါလူအုပ်စုတစုထဲကိုလေ့လာထားတဲ့အားဖြစ်တဲ့အတွက်ကြောင့်မလို့တခြားလူအုပ်စုပေါ့နော်မတူကွဲပြားတဲ့လူအုပ်စုတွေမှာဆိုရင် AI ကအဖြေတွေမှားယွင်းတာတွေဖြစ်သွားနိုင်တယ်အဲ့ဒါကို bias လို့ခေါ်တယ်ပေါ့နော်ပြီးရင်ဒီ AI ကအကယ်၍အမှားယွင်းတစ်ခုခုလုပ်မိပြီဆိုရင်ရောဘယ်သူကတာဝန်ယူမှာလဲဆိုတဲ့ကိစ္စကလည်းရှိတယ်ပေါ့နော်ဒါတွေက AI ရဲ့အကန့်အသတ်တွေပဲရှိတယ်ပေါ့နော်အဲ့တော့အနာဂတ်မှာဆိုရင်တော့ဒီဆရာဝန်တွေကအစားထိုးတာထက်စာရင် AI ကိုအသုံးပြုတဲ့ဆရာဝန်တွေကပို့ပြီးတော့ရှေ့ကိုရောက်သွားလိမ့်မယ် AI ကလိုက်မလုပ်နိုင်တဲ့အပိုင်းတွေမှာဆရာဝန်တွေကပို့ပြီးတော့လုပ်ဖို့အချိန်ရလာမယ်ပေါ့နော်ကိုချင်းစာပေးတာမျိုးစာနာပေးတာမျိုးဒါမျိုးတွေကိုလူသားဆရာဝန်တွေကပို့ပြီးတော့လုပ်ဖို့အချိန်ရလာမယ်ပေါ့နော်အဲ့တော့အဆုံးတက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဆရာဝန်တွေနေရာမှာ AI ကနောက်10နှစ်အနှစ်20အစားထိုးလာမှာတော့မဟုတ်ဘူး AI မှာလည်းအကန့်အသတ်တွေကအများကြီးရှိနေတယ်ပေါ့နော်ဒါပေမဲ့တေချာတာကတော့ဆရာဝန်တွေအတွက်အချိန်ပို့ပြီးတော့ရလာလိမ့်မယ်
AI က live မလုပ်နိုင်တဲ့ဒီလူသားဆန်မှုတွေကိုဆရာဝန်တွေကပို့ပြီးတော့ပြသနိုင်လိမ့်မယ်ပေါ့နော်။အဲ့တော့ပုံမှန်ဆိုရင်ဆရာဝန်တယောက်အနေနဲ့ duty အတွင်းမှာပြေးလွှားနေရတဲ့စာရွက်စာတမ်းမှတ်ရတာတွေနဲ့ documentation တွေနဲ့တနေ့နိုင်နဲ့ချီပြီးတော့အလုပ်လုပ်နေရတာရှိတယ်။အဲ့ဒါတွေကတော်တော်လေးကိုရောကြသွားပြီးတော့ AI ကအများကြီးကူညီလာမယ်။ဆရာဝန်တွေနဲ့လူနာတွေကိုပို့ပြီးတော့စကားပြောလာနိုင်မယ်။ပို့ပြီးတော့ဂရုစိုက်လာနိုင်မယ်ပေါ့နော်။ AI ပါလာတဲ့အတွက်ကြောင့်မလို့လူသားဆန်တဲ့ဆရာဝန်တွေကိုပို့ပြီးတော့မြင်လာရနိုင်တယ်အဲ့တော့ဆိုရိုးစကားတစ်ခုလေးနဲ့ကျွန်တော်အဆုံးတက်ချင်တယ်အဲ့တော့ the greatest gift AI can give medicine is time ပေါ့နော်ဆေးပညာနဲ့ပတ်သက်ပြီးတော့ AI ကကြီးမားဆုံးပေးလိုက်တာကအချိန်ဆိုပြီးတော့သူကတင်စားထားတယ်ဘာလို့လဲဆိုတော့ဆရာဝန်တွေအတွက်လည်းအချိန်တွေအများကြီးထွက်လာတယ်လူနာတွေအတွက်လည်းအချိန်တွေအများကြီးထွက်လာတယ်တနည်းအားဖြင့်အရင်တုန်းကလူနာတွေကိုဂရုမစိုက်နိုင်လောက်အောင်အလုပ်များတဲ့ဆရာဝန်တွေက AI ပေါ်လာတဲ့အတွက်ကြောင့်မလို့အရင်ကထက်လူနာတွေကိုပို့ပြီးတော့ဂရုစိုက်နိုင်လာတော့မယ်ဆိုပြီးတော့ဒီဗီဒီယိုလေးကိုကျွန်တော်နှိကုံချုပ်ပါမယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်ပြီးတော့ဘူဒိုတာတွေကိုမျှဝေပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ထားပေးပါဗီဒီယိုဒီကြည့်ပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေဆဆရရအဆင်ပြေပြီးကင်းပါစေ